ငါပလီမှာရေကူတော့နာယီချွတ်ထားတော့ကျွန်တော်က3နာရီကောက်ပြီးကြည်တာဖွက်ထားတော့စိတ်ဆိုးမှန်ဆိုးနဲ့တက်လာပြီးနာယီပြန်လူတာကြောက်နာယီပြောင်းနေလို့ဆိုတော့ကျွန်တော်မေးရတယ်အခုနာယီဘယ်လောက်တန်တယ်လဲကျွန်တော်တကယ်မသိဘူးကိုတို့350ထင်လို့တောသားကတက်ကတူကျောင်းကဆရာအနှုံညာတအစုပ်ပလုတ်ကအစောတော်တွေရုပ်ရှင်မင်းသားတွေနဲ့ကျွန်တော်ပေါင်းနေတော့ဒီကောင်လေးဇင်ဝိုင်းတို့ဘာလို့ပတ်နေတဲ့နာယီတွေ90လို့68သိန်းလို့မင်းမောင်ကွန်100သိန်း120လို့အစောတော်လင်းသိန်း100ပတ်တယ်ဒါပတ်မှာပေါ့ तू က9ကြောင်းထောင်ပြတော့ကျွန်တော်မိတ်ဆွေကျွန်တော်က90လားလို့မေးလိုက်တာထန်တော့ကြလို့ရန်ကုန်မှာနေပြီးတော့အားလာကြီးဒါဆိုမှနိုင်ထိုးပြတော့မှကျွန်တော်မဖတ်တတ်တဲ့ဒသိကြီးဆွစ်ဇာလန်လောက်တာဟာအခုဘယ်လောက်တန်တာလဲအပေါ်စားတဲ့3,500တဲ့ဟာတမီးတို့အပေါ်စား3,500ဆိုတော့ခုန800ဖော်သွားတဲ့မောင်စင်းမဒီကိုကျွန်တော်မေးရတယ်အကောင့်သားဘယ်လောက်တန်လဲဆိုတော့ကိုသားချိုမှန်းလို့မရနိုင်ဘူးလေဗျာတေးသွားတယ်ဆိုတော့မိုက်ကယ်ဂျက်ဆင်ပတ်တဲ့နိုင်သည်အမေရိကန်ဒေါ်လာ18တန်းလေဗျာဟာဘယ်လိုတရွာလုံးကိုလည်းပတ်စံနေပေါ့3,500ဆိုတော့ကျွန်တော်လန့်လို့အကိုရဲ့လို့အကိုပတ်စံ3,500ကျွန်တော်မြောက်ကလာမှနေတဲ့ကျွန်တော်တိုက်က3,500မှတန်ရလားမသေးကြဘူးကျွန်တော်တို့အချွတ်ရွာလေးတွေမှာရှိတဲ့အိမ်လေးတွေဝလုံးကိုလုံးနဲ့ခြံလေးနဲ့ဒီနေ့တဲလေးတွေနဲ့အမတို့အကိုတို့မှန်းစားပါဦး3သိန်းတန်ပါမလားမသေးကြပါဘူးဈေးတောင်မှာကျွန်တော်တို့ဟင်းသနာတက်ကတူရှိရဈေးတောင်မှာရောင်းနေတဲ့ကောင်မလေးနို့ပိန်လေးနဲ့ကလေးတိုက်လို့ယောက်ျားဆိုင်ကားသားမှာသူ့ဘဝတစ်ခုလုံးသူရုန်းကန်နေတာလင်ပန်းလေးနဲ့ကျွန်တော်ကြည့်လိုက်တယ်1000ပြပါမလားလင်ပန်းလေးကပစ္စည်းလေးတွေမြို့သီး20သားလောက်လူသီးစိတ်ဘူးသီး50ရွှေပြုံသီးတစ်ချမ်းခင်းသီးလေး5-6လုံးကလော်အော်သီးလို့ခေါ်တဲ့မြို့သီးဆက်တဲ့အတောင်ကြီးတွေ5တော့ခင်းသီးလေးက6လုံးတော့ဘူးညိုလေးက50သီးဆိုးရကလေးက3သီးလောက်ပဲကြီးလေးက50သားလောက်လင်မလေးတစ်ခုနဲ့လမ်းဘေးမှာဆိုင်လမ်းမရှိဘူးကျွန်တော်အဲ့လင်မကိုတွက်လိုက်တယ်1000ပို့ပြည့်ရလားဘဝတစ်ခုကိုကြကုတ်ကြခဲကျွန်တော်တို့ညီလေးညီမလေးတွေရက်တည်နေလိုက်ကြတာအခုနိုင်ရ3,500ဆိုတော့အခုရဲ့ဟာကျွန်တော်မေးရတယ်ရော့ပြန်ပြီးတော့မှနိုင်ကောက်တတ်တာဘတ်ဆိုညာဘက်ကောက်ပတ်တော့ကျွန်တော်မေးရတယ်ကျွန်တော်ဘယ်ဘက်ပတ်တာကျွန်တော်နိုင်ရသူများပေးထားတာ7 days ကြာနေမှာကျွန်တော်ကဆောင်းမတွေအမြဲတမ်းရေးတော့7 days ကြာနေကကျွန်တော်ဝယ်ပေးထားတာကိုပစ္စည်းသိမရှိဘူးကျွန်တော်ဟာနိုင်ကောက်ပတ်တော့ညာဘက်ကောက်ပတ်တော့မှမောင်သားချုံမေးရတယ်အကိုနိုင်ဘာလို့ညာဘက်ပတ်တာလဲဘယ်ဘက်မပတ်ဘူးလားမှတ်ထားတယ်ဗမာနိုင်ငံမှာရှိတဲ့ထိတ်တန်းတစ်သေးကြီး50ရောက်90 100ပေါ့ဒါပါတော့နိုင်ပဲညာမှာပတ်တယ်အသေးဆိုတာနိုင်ရောညနေညာမှာပတ်တယ်ကျွန်တော်အားတည်သွားတယ်အခုဘာဖြစ်လို့ညာမှာပတ်တာလဲစာချုပ်စာတမ်းလက်မှတ်ထိုးရင်ညာဘက်နဲ့လက်မှတ်ထိုးတော့ကိုနိုင်ယူဟိုဘက်ကတစ်သေးရမြင်အောင်မင်းပါလဲငါပါလဲတမီးတို့ညဉ့်ညံသားတွေကျွန်တော်တင်ပေးလိုက်မယ်နော်တစ်သေးလုံးကြီးတစ်သေးများဟာမော်တော်ကားစိတ်ဝင်စားတရားရှိရင်စီးလို့ရတယ်တစ်သေးတထင်းများသည်ဟဲဖုံးစိတ်ဝင်စား2သိန်း3သိန်းရှိရင်ကြိုက်ပြောလို့ရတယ်တထင်းများသည်ရွှေစိတ်ဝင်စားမောင်သားချိုလက်ထဲမှာဝတ်ထားတဲ့ရွှေရဘလောက်ကောင်းကောင်းတကြတန်းသီးပါပြည့်ပြည့်ခင်ဗျားတို့တန်လှ6သိန်းပေါ့ကျွန်တော်လုံးလုံးပြောနေတာဖီးယုံလို့သူတို့ကမင်း6သိန်းတကြသားဘာလို့မှမလဲငါတို့ကစိတ်ဝင်စားဘူးသူတို့ကမင်း6သိန်းလောက်ကတော့ထီယုံလို့သေးတယ်လက်ပတ်နာကြီးဘလောက်တန်တယ်လဲတနာကြီး2နာရီ3နာရီ4နာရီအချိန်လေးသိဖို့အရေးကိုမင်းဘလောက်တန်သုံးထားတယ်လဲသူတို့ချင်းကြိုက်ခတ်တယ်တထင်းတယောက်တွေ့ရင်စကြည့်တာနိုင်ကြည့်တာလေကဲဒီကောင်တနာရီ2နာရီသိဖို့အရေးတော့မှ3,000နဲ့ပတ်ထားတာကိုကွာနောက်ပဲမှန်းလို့ရပြီကျွန်တော်ဆက်ပြရတယ်အခုနောက်ပါကြည့်သေးလေဘောပင်ကြည့်တယ်လက်မှတ်ထိုးတဲ့နာယိုကြည့်ပြီးတဲ့ခါကျရင်ဒီကောင်ဘလို့ဘောပင်နဲ့လက်မှတ်ထိုးနေတယ်လေမောင်ကချိုချီဦးညိုမောင်ဆွေးမဒီကိုဥအောင်တင်းကို့နာမည်ကိုကိုရင်းနေတာဘယ်တော့တန်နေရင်းနေတယ်လေသူကကျွန်တော်ကင်တဲ့ဘောပင်က1000တောင်တန်ရလားဒါကထိုင်းနိုင်ငံပြန်လာတဲ့တက္ကသိုလ်ကျောင်းသားတယောက်ကပြီးလို့3000ခွဲလောက်တန်တဲ့ပတ်ကားကိုကျွန်တော်ပတ်ထားတာကိုစင်မင်းတည်တယ်ကျွန်တော်ဝယ်တာမဟုတ်ဘူးကျွန်တော်တပည့်တွေနိုင်ငံခြားရောက်နေတဲ့ကောင်တွေကဝယ်လာလို့ဒါမျိုးတော့2ချောင်းရှိတယ်တယောက်ကအင်ဂျင်နီယာတယောက်ကဆရာဝန်ဟင်းသလားတက္ကသိုလ်ကဟင်းသလားထွက်သွားတဲ့ကောင်လေးဘုံမှုဝေလင်းကြီးတဲ့ခုံနံပါတ်1 6ပါးသာဂုဏ်လူရှင်လေးသူ့နာမည်ထိုးထားသေးတယ်မောင်သားချိုးတဲ့သားဆရာတွေဘန်ကောက်ကဝယ်လာတာတဲ့ဆရာနာမည်လေးထိုးထားတဲ့ဆရာတဲ့ကျွန်တော်နာမည်ထိုးထားပြီးသားသူများပေးတာကျွန်တော်မကိုင်ဘူးတာတန်ခါ3000ခွဲပေါ့အဲ့ဒီလူတွေကိုင်တဲ့ဘောပင်ကျွန်တော်ပြီးတော့မှနိုင်ကြည့်ပြီးဘောပင်ကြည့်တယ်ဆိုတော့အခုတော့ဘောပင်ဘယ်လောက်တန်တယ်လဲဆိုတော့ကျွန်တော်အမြင့်ဆုံးမြင်ဘူးတာ cross CRO6 cross ခုနကျွန်တော်တို့လာကြောတဲ့ဒေါက်တာရဲပေါ့ဗျာသွားပဲဆရာဝန်လေးသူကိုင်ထားတဲ့ဘောပင်က cross ပဲကျွန်တော်ရေးတန်းနဲ့ဒေါက်တာလို့ကောင်းလိုက်တာလို့ဒါ cross လားလို့ဟုတ်တယ်ဆရာသိသားပဲတဲ့ cross လေးတွေက3သိန်းလို့8000လို့3000 4000 5000ဒါကျွန်တော်သိတော့ဗျာထားပါတော့ဒီလူတွေထုံးနေလက်ဖက်ထိုးတဲ့ဘောပင်ကအနှိမ့်ဆုံးကင်တာ Mount Blanc ဂျာမန်ဘောပင် MOND Mount အင်္ဂလိပ်တွေကယူပါတယ်တောင်ကိုပေါင်းရင် MOUND Mount သူတို့ကဂျာမန်ကယူထုတ်ထားတယ် MOND Mount တောင်ပဲဂျာမန်ကျွန်တော်ဂျာမန်စာနေလည်းပေါ့ကျွန်တော်သင်ဘူးတယ် Mount နောက်က BLNC Blanc Mount Blanc ချီဦးညောကျွန်တော်သင်ပေးတယ်ကေတန်ထွက်သွားတယ်စီမဟုတ်ဘူးတဲ့စီနဲ့ရေးထားတယ် BLNC Blanc မဟုတ်ဘူးတဲ့ Blanc Mount Blanc အခုဘောပင်ဘယ်လောက်တန်တာလဲလို့ကြည့်နေတယ်ကိုင်းကြည့်နေတယ်ကိုဘယ်လောက်လဲလို့နှစ်ပြတယ်ဒါပြတယ်ကျွန်တော်မှတ်ချတာ25သိန်းလို့ကျွန်တော်ယူတဲ့ကောင်နော်25သိန်းလို့ရီးနေတယ်ခက်တော့ဦးတဲ့ဘဲတဲ့အခုဘယ်တော့တန်တာလဲပြလို့သေချာကြည့်ဦးမှာပြတော့မှစိတ်စီထားတဲ့ဘောပင်ပဲနှစ်ကရွှေနှစ်အခု350လားဆိုအဲ့ဒါလေမင်းနဲ့နှစ်ချောင်းထိုးထားတယ်အပြားတစ်ချောင်းအနီတစ်ချောင်းဘောပင်တစ်ချောင်းပေါင်းတော့300လောက်တန်တယ်နိုင်တဲ့ဘောပင်1000ပဲဘဝတစ်ခုပဲတောသူတောင်သားလေးတွေ10သိန်းလောက်ပေးရင်အိမ်တော်တစ်ခုတာတာရာဖြစ်ပြီပေါ့ခြံလေးနဲ့နွားလေးတစ်ကောင်လောက်နဲ့နော်လှေလေးနဲ့နေလို့ရပြီဗျအဲ့လောက်မရှိလို့ဘဝတွေကိုယ့်ရောကားဖြစ်နေတယ်အကိုတို့ဘောပင်ကတစ်ချောင်း350ဆိုတော့အကိုရဲ့ကျွန်တော်တက်တက်လုံးရှောင်ရပါမလား
မရနိုင်ဘူးကျောင်းဆရာမလေးတွေအိမ်ကန်းလေးနဲ့နေရင်လို့ရန်ကုန်မှာဖတ်တီနဲ့သူများအိမ်ခါနေလိုက်6လတခါစာအုပ်ချုပ်တိတ်150လောက်ရှိရင်အိမ်ခန်းလေးတစ်ခါပိုင်တဲ့ဆရာကြီးလိုချင်လိုက်တာ6လွှာ9လွှာအပေါ်ဆုံးတဲ့တရားပလေးစီလင်မယားနဲ့လုံးချုံသူများမျက်နှာမကြည့်ရတော့ဘူးကိုပိုင်လေးလိုချင်လို့တဲ့တိတ်150တိတ်180နဲ့ဆုလာဆရာကြီးမပြည့်နိုင်ဘူးတဲ့အခုဘော့ပေတစ်ချောင်းစာမရှိဘူးကွာလို့ဒါပြောနေတယ်တထေးတွေကအဲ့နှစ်ခုကြည့်ပြီးဘာကြည့်သေးလဲကျွန်တော်မေးရတယ်နိုင်ကြည့်ပြီးရင်ဘော့ပင်ကြည့်တယ်ဘယ်လိုလက်မှတ်ထိုးတာလဲကျွန်တော်မေးရသေးတယ်အကိုလို့တထေးတွေကဘော့ပင်နဲ့လက်မှတ်ထိုးပြီးတော့နိုင်ပတ်ထားတယ်ဆိုတော့ဗျာလို့တယောက်တော့အကဲခတ်တယ်ဆိုတော့ဘယ်လိုစာချုပ်ထုတ်တာလဲလို့တထေးပါဆိုမှအိမ်ပေါင်တာချုပ်မလားတဲ့နွားရောက်တာချုပ်မလားတဲ့ငကပေါင်တာချုပ်မလားတဲ့ဘယ်လိုဟာစာချုပ်ထုတ်တာလဲလို့တစ်တော်တွေတော်လုံးအပြောင်းရှင်းတဲ့စာချုပ်ပေါ်တယ်ချုပ်ကြတာဗျာတဲ့အော်လို့ဒါမှတထေးနောက်ဘာကြည့်သေးလဲကျွန်တော်မေးတော့မှနိုင်ကြည့်ပြီးရင်ဘော့ပင်ကြည့်ပြီးရင်ဘာကြည့်တယ်လဲရှိုင်းကြည့်တယ်မလောက်တဲ့အင်ကြီးမထားတာလေကျွန်တော်တခုတော့ပြောလိုက်ဦးမယ်မနေ့ကကျွန်တော်မိသားစုကရှောက်လေကြတော့ကျွန်တော်ကမလိုက်ပါဘူးကျွန်တော်ဟောပြောပဲပြန်လာတော့ရီးနေတယ်အင်ကကျွန်တော်မဟေသီးကြီးကကျွန်တော်သား10တန်းကောင်ပူဇာတယ်တဲ့မြမတန်ဘေးကဂျမ်းရှင်းဝင်သွားတာအဲ့အိမ်လိုချင်တယ်မေကြီးပေါ့သွားမေးတာဘယ်လောက်ထင်လဲတဲ့အပေါ်စားအေးကျွန်တော်မသိဘူးကျွန်တော်သားပူဇာတာပဲကဲဘယ်လောက်လဲမဝေခဲ့အောင်လေ2သိန်းခွဲတဲ့ဟာဒါတာမန်တော့ရန်ကုန်မြို့မှာတာမန်ကလေးတွေဝတ်တာကဲဟာအပျော်ဝတ်တာ2သိန်းခွဲအခုကျတော့တသေးတွေဝတ်တာကျွန်တော်မေးတော့အကိုနိုင်နဲ့ဘော့ပင်ကြည့်ပြီးရင်ဘာကြည့်တယ်လဲရှိုင်းကြီးတဲ့ဒန်းဟေးတစ်ထည့်သိန်း30အဖြူဘဝတွေတစ်နှစ်လုံးလှုပ်လို့မရတဲ့ပတ်စံနေနဲ့ရန်ကုန်မြို့မှာနေတဲ့လူတွေမန္တလေးမြို့မှာနေတဲ့ဒေးကျဲတွေအိမ်ခေါ်သွားတော့မောင်သားချိုကုတ်ချောင်းနဲ့ရေကူးကန်ကြီးနဲ့ကလေးတွေကဒိုင်ပင်ပြစ်နေတယ်အိမ်ထဲမှာနေတယ်အရက်ဘားလေးခေါ်သွားတယ်မှန်တကားလေးနဲ့ရောဆွဲဖွင့်လိုက်တယ်အရက်ပလင်းကအလုံး80 4စင်တစ်စင်မှာအလုံး20ဆန်းလုံးလည်းပါမှာပေါ့ကိုတက်ချိုကြိုက်တာချလိုက်တော့အောင်တကားဆွဲဖွင့်တစ်လုံးဆွဲချမြောက်လက်ထဲကိုကွန်ပျူတာရောက်တယ်လို့မောင်သားချိုလက်ထဲမှာပလင်းကြည့်ပြီးကျွန်တော်ဘာမှမသိဘူးဘာရက်ကြီးလဲမောင်သားရှိုသိတဲ့အရက်ကအမြင့်ဆုံးယော်နီဝါကဘလူးလေပဲပေါ့ green လေပဲပေါ့ gold လေပဲပေါ့ double black ပေါ့ shibas whisky ပေါ့ကျွန်တော်ကြားဘူးတဲ့ဟာတွေပြောနေတာသူတို့အိမ်ရဟာတွေတလုံးမှကျွန်တော်မသိအကိုဘလို့ရက်ကြီးနေလဲ whisky တွေနာမည်မကြားဘူးကျွန်တော်ကစာရေးဆရာစာရေးစားနေတာကျွန်တော်ကနာမည်လေးကူးသွားအောင်မယ်ဘဟုတုတကူးရတယ် Lewis 30 LEWIS Lewis THNT ရင်30 Lewis 30အကိုဒါဘလောက်ပြန်လာလဲပြောမနေတဲ့ဖောက်ဆက်မှာပေါ်ပါတယ်တောက်တယ်အရက်တောက်တဲ့အခန်းကကျွန်တော်တို့မိသားစုနေတဲ့ပေ20ပေ40လောက်ရှိတယ်သမင်းစားကန်းမဟုတ်ဘူးနော်သမီးတို့အရက်တောက်တဲ့အခန်းအဲ့ဒီများလာတော့ခါဝိုင်းဖွဲ့ပြီးတော့ဖုံအရက်တောက်တော့အခန်းကတပည့်တော်တက်ကတူဆရာနေတဲ့အိမ်လောက်နီးနီးဖြစ်နေတော့ကျွန်တော်ကပါဇက်ကပြောမိတယ်အကိုရဲ့လို့အကိုအရက်တောက်တဲ့အခန်းကကျွန်တော်အိမ်လိုကြီးဖြစ်နေတယ်လို့ညနာမကောင်းကျွန်တော်တို့ချက်တာဦးကိုသားချိုအဲ့ဒါမပြောပါနဲ့ဗျာစိတ်မကောင်းစရာတွေဗျာဒါကတော့ဘာမှမထူးဆန်းပါဘူးတဲ့အော်အိမ်တလုံးလုံးမကြည့်နဲ့တော့ကျွန်တော်တို့မိစားကြီးနေနေပေါ့နော်အပေါင်းမိစားကြီးနေနေလှလှပပကြီးပေါ့ဗျာရေခဲတက်တာကြီးနေအကိုအရက်တောက်ပြီးအနားယူတဲ့အခန်းကြီးကကျွန်တော်အိမ်ထက်ကိုကောင်းနေသူဖြစ်တယ်အကိုရဲ့ဆိုကျွန်တော်တကယ်ပြောတာလူကြီးနဲ့ခင်လို့ပြောနေမှာတောက်ပါဖွင့်အောင်အကိုဒါဖွင့်မယ်ဘယ်လောက်လဲဆိုတော့အပေါ်စားဖောက်ချလိုက်တယ်အကိုဘယ်လောက်တန်တာလဲလို့အပေါ်စားပါ38သိန်းနဲ့အရက်တစ်လုံး38သိန်းအပေါ်စားပါဆိုတော့နောက်တစ်လုံးဆွဲချနောက်တစ်စိတ်ကျွန်တော်ပတ်တယ်နော် David Hennessy DAVID David နောက်က Hennessy whisky ပဲနော်အကိုဘယ်လောက်လဲဒီကောင်ပေါ်တယ်28သိန်းနဲ့အကိုတော့အဲ့ဒါညာတိုင်းတောက်တာလားညာတိုင်းလေကိုစေမင်းပတိကုန်းနဲ့လေအဲ့လူနဲ့ခင်တော့ကျွန်တော်တွက်ပြလိုက်တယ်အလုံး80ရှိတယ်4စင်တစ်လုံးကို30ထား3600ကိုစေမင်းအဲ့ဒီရဲ့ကွန်ပျူတာဆိုတော့နောက်ဖွေးမီးဘူကန်စလိုဂန်ထဲမှာဒါကုံသွားရင်ပြန်ထည့်ဖို့ပါကင်နဲ့ထည့်ထားတာစက်ကူပုံကြီးနဲ့သွားကြည့်တော့မှကိုသားချိုအဲ့ဒါနှစ်ခုမှန်းရင်3500မှုရှိတယ်ကိုစေမင်းတည်တဲ့အဲ့ဒီကိုကျွန်တော်မပြောချင်နာမည်ပြောလို့ခက်လို့ကိုစေမင်းရဲ့အဲ့ဒါအပျော်နော်အပျော်လေးဗျာဧည့်သည်တွေလိုက်အပျော်ပါတော့ဖို့စုထားတာ3500ဖို့လေးကျွန်တော်တို့ဘဝတစ်ခုလုံးဘယ်လိုမှလုပ်လို့မရနိုင်တဲ့အင်အားကြီးတွေနဲ့အဲ့ဒါဒီရန်ကုန်မြို့မှာတတိယဒန်းစားလောက်ရှိတဲ့နာမည်ကျော်တစ်ထေးအိမ်ရောက်သွားတော့ကလေးတွေကျောင်းကပြန်လာတော့ကိုပိုင်ကားကိုစီနဲ့ရန်ကုန်မြို့ကထိတ်တန်းကျောင်းမှာတက်တယ်တစ်လောက်ကို330 international school လွင်မိုးတော်သူသမီးမထားနိုင်ဘူးရုပ်ရှင်မင်းသားလွင်မိုးထားတာ10သိန်းတောင်ထားနေတာထိတ်တန်းကျောင်းပေါ့နေတော့အခြေခဲကြီးတွေညီးတွေပါနေထားတဲ့ကျောင်းပေါ့သူ့ထက်ကြီးသူမရှိတဲ့လူကြီးထားတဲ့ကျောင်းပေါ့တစ်လ330 10လ300 10နှစ်33000မူကျော်ကစားထားတဲ့35000အဲ့ဒါပြင်10တန်းအောင်ပဲအင်္ဂလန်10တန်းဘိုလိုပြောတော့ GCE သမီးတို့ A level ဗမာပြည်က10တန်းကိုမထားဘူးအဲ့အရာရှိတွေသားတွေကကျွန်တော်ကျူရှင်သွားပြင်ရတယ်ကျွန်တော်မောင်သားချိုကဖက်နှက်ဆုပ်ကလေးနဲ့အဲ့ဒီကလေးလေးကြည့်ပြီးတော့မှသူ့အဖိုးတွေဘာတွေကိုကအော်အားတင်းစရာကြီးဖြစ်နေတော့မင်းဗမာကျောင်းမတက်ဘူးလားလို့အင်းကမထားဘူးဆရာလေအောက်လို့လေမင်းတို့ကျောင်းကဘာကျောင်းလဲလန်ဒန်ကလာစစ်မဲ့10တန်း GCE A level အဲ့ဒီက10တန်းအောင်ပြီးကဘာကျော်တက်ကတူများကိုတိုက်တဲ့ကျောင်းတက်ဗမာနိုင်ငံကနေပြီးတော့ဗမာပြည်10တန်းမဟုတ်အင်္ဂလန်10တန်းရန်ကုန်မြို့မှာကလေး3000လောက်တက်နေတယ်ဟာဘတ်ကိုတက်မှာလားအမေရိကန်တက်ကတူဟမ်ဒေါ်စုတက်တဲ့အောက်ဖ်ကိုတက်မှာလားဂျပန်နိုင်ငံကနာမည်ကျော်တူတက်တူတက်မှာလားအိုဆာကာတက်မှာလားတကဘာလုံးမှာမင်းဘယ်ကျောင်းတက်ချင်တယ်လဲအဲ့ဒီ10တန်းအောင်ဗမာပြည်မှာထိတ်တန်းတစ်ထေးတွေနဲ့တိတ်တဲ့အရာရှိကြီးတွေကလေးတွေတက်တာကိုတက်ကတူကျောင်းကဆရာကကိုသားလေးမထားလို့တန်စကာဘောက်ကနေထင်းလန်းကြည့်တော့
ရေကူးကန်ကြီးတွေနဲ့